အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ Suzuki မီးကွက်ကလေးမီးကွက်ရှင်းမီးကွက်အကြီးရှေ့မှန်ချက်အစ်စ်လိုက်လဲတာလေးပြတာပါနော်သူများမပြတာကျွန်တော်ပြပါတယ်လို့အနည်းဆုံးတော့နေမှာရှိတဲ့ညီငယ်လေးလိုက်လို့ရအောင်လို့ပါနော်ဒါအရက်ကူပါလူဝိုင်းပါပေါ့ဗျာရက်ကွက်ထဲကလူတွေရောဝိုင်းခေါ်ရပါတယ်လို့ဝိုင်းဖိပေးပါဦးလို့ဒါတယောက်နှစ်ယောက်နဲ့ဖိလို့နိုင်တဲ့အနေထားမျိုးမဟုတ်ပါဘူးလို့နော်ဗလာတောင်းတော့အကူကြီးတွေလိုအပ်ပါတယ်လို့ဘာကြော်ကြီးလဲကျေးဇူးတင်ပါတယ်ဗျာဘေးအေးအနေဝိုင်းကူပြီးတော့လုပ်ပေးကြပါတယ်ဗျာကျွန်တော်မှတပည့်တစ်ပန်းမရှိတော့လေမြန်းနှစ်ယောက်တည်းမနိုင်ပါဘူးလို့အဲ့လိုအင်တာရက်ခုံးပြီးရင်အကြမ်းပြင်းလေးအကုန်ဖြတ်ချပါတယ်လို့ပြီးရင်မိကွဲမှာရှိတဲ့နှခမ်းပေါင်ပတ်လဲကနေဖြတ်ချပါတယ်သူ့ပေါက်ပြဲနေတဲ့မိကွက်ကိုနော်ဖောက်ထုတ်လိုက်ပြီပေါ့နော်ကျွန်တော်အမုံမွားတွေတအားပေမှာဆိုလို့ဒါကိုကြောက်ဆက်နဲ့မဖောက်ပါဘူးဗျာနော်တယောက်နဲ့တယောက်လုံးပုံကင်ပုံလေးတော့ယူဆချက်လေးတွေတူတဲ့ခါလည်းရှိတယ်မတူတဲ့ခါလည်းရှိတယ်ပေါ့ဗျာဒီအတွင်းဆလောင်းကတအားနူးညံ့လို့ဗျာသူကနည်းနည်းလေးထိလိုက်တာနဲ့ထိလိုက်တဲ့အရာဘာနဲ့မှဖြောက်လို့မရတော့ဘူးကျွန်တော်ဆလောင်းခြေနေကိုရိတ်စားမိတဲ့အတွက်ဒါမော်တာနဲ့မဖောက်တာပါနော်မီးနဲ့ပဲပေးဖောက်လိုက်ပါတယ်အဲ့တော့ကျွန်တော်လက်ညှိုးထောက်ပြတဲ့နေရာနှခမ်းကြေးနေပါတယ်လို့အဲ့နေရာလှမှာမဟုတ်ပါဘူးเนาะဘောင်ကလေကျွန်တော်အဲ့နေရာလေးဖြတ်ဆက်လုပ်ပေးရမှာပါကျွန်တော်ဖြတ်ထားတဲ့မှန်လေးကျွန်တော်ယာကြည့်တယ်အဆင်ပြေတယ်ပေါ့เนาะအဲ့တော့အဲ့အတွင်းထဲကဆက်လောင်းကိုကျွန်တော်ပြန်ခွာရမှာပါเนาะမခွာလို့မရပါဘူးအဲ့နေရာမှာအပြင်းကြီးတဲ့ညာလိုက်တယ်ဆိုရင်အထက်ကဆလောင်းတွေတအားညစ်ပတ်ဖုန်တွေတက်တန်ရှင်းလို့လည်းမိကွက်ကအယောင်ထွက်မှာမဟုတ်တော့ဘူးဗျာနော်ဒါဆလောင်းနဲ့အညစ်အကြေးတွေဖုန်ခါတန်ရှင်းပြီးတော့ကျွန်တော်ဒီဆလောင်းခွာချလိုက်ပါတယ်လို့မိကွက်ဘောင်လိုက်ကြီးပါခွာရပါတယ်ဆလောင်းနဲ့မိကွက်ဘောင်နဲ့ကနတ်နဲ့ဆွဲထားပါတယ်နော်ဝမ်းဆက်အောက်မှာ socket တွေလည်းပါပါတယ်လို့ဒါကျွန်တော်ဖြုတ်ချလိုက်ပြီးမှအပြင်မှာစိတ်တိုင်းကြချောလို့ရပြီပေါ့ဗျာနော်ကိုထည့်ခြင်းတဲ့ site ကိုစိတ်တိုင်းကြဖုံဘလောက်တက်တယ်လीဆလောင်းလေးကိုကျွန်တော်အညစ်အကြေးတွေမပေတော့ဘူးပေါ့ဗျာပြီးရင်ကျွန်တော်ထည့်ခြင်းတဲ့ပုံစံကိုဒီဘောင်ပတ်လေကိုဆလောင်းမပါဘဲနဲ့မီးကွက်မှာပြန်ဆင်ရပါတယ်လို့နော်ပြီးမှကျွန်တော်ထဲမဲ့အပြားကိုတန်ရှင်းရေးအစင်းစင်းလောက်ရပါတယ်လို့ကော်ခိုးတွေမရိုက်အောင်လို့ဒါမီးကွက်ပေါ်မှာပဲပြန်တင်ပြီးတော့မှထည့်တာနော်အပြင်မှာအလွတ်ထည့်တယ်ဆိုရင်ဘောင်ကရိုင်းတာရွဲတာဖြစ်သွားနိုင်တယ်နော်ဒါမီးကွက်ထဲမှာဆလောင်းမပါတော့ဘူးလေနော်ကျွန်တော်ဘောင်ကြီးပဲဆလောင်းတီးတန့်လေးကျွန်တော်တင်ထားပါတယ်လို့မီးကွက်ဆလောင်းကပေလို့မရပါဘူးလို့ပြီးတော့ခါတိုင်းလိုပါပဲเนาะဒါကော်ဘတ်အစင်းစင်းချောရပါတယ်ကော်ဘတ်ကိုအယောင်တင်အဆင့်ထိကျွန်တော်ချောခဲ့ပါတယ်เนาะကော်ဘတ်2000ထိကိုကျွန်တော်ချောခဲ့ပါတယ်ပြီးရင်အဲ့ဘောင်ပြန်ခွာတယ်ဗျာခွာပြီးသွားရင်ဒီကိုက final လုံးအောင်မှာဖြစ်တဲ့ဒီကော်တွေကိုကျွန်တော်တက်ရပြန်လုံးရပါတယ်เนาะပြစ်စလက်ခတ်လုံးလို့တော့မရပါဘူးเนาะကော်လိုင်းတွေကို original တိုင်းဖြစ်အောင်ပြန်လုံးရပါတယ်ဒါအယောင်တင်အဆင့်ထိရောက်ပြီเนาะကျွန်တော်ဆလောင်းလည်းပြန်ထည့်ပြီးပြီပေါ့အတွင်းဆလောင်းဒါဖြုတ်တာတက်တာကို3ခါလောက်လုံးရပါတယ်เนาะကြည့်ရှုပေးကြတဲ့ပရိသတ်တွေလည်းကျေးဇူးတင်ပါတယ်လို့เนาะယုံကြည်နဲ့အနံပေးတဲ့ပိုင်ရှင်တွေကိုလည်းကျေးဇူးတင်ပါတယ်လို့ကျွန်တော်တတ်ဆန်းသလောက်တတ်နိုင်သလောက်အကောင်းဆုံးကြိုးစားပြီးလုပ်ပေးပါတယ်လို့
ဒါလောက်ဆိုရင်မဆိုးပါဘူးပြောရမှာပဲနော်တော့ကြည့်လို့ကောင်းသွားပါပြီလို့သူ original license လေးလည်းကျွန်တော်ခြံပေးထားတယ်နော်ကျွန်တော်တို့ပို့ခက်ခဲပါတယ်အဲ့လိုလေး